မ aura လေးကိုဒီလိုမျိုးဝတ်စုံလေးနဲ့မြင်ရတော့အရင်ပြင်ခုန်မိတာပေါ့နော် graduation ရတော့ဖေးမင်းနှစ်ယောက်အနေနဲ့ဝမ်းသာတာပေါ့နော် ခုလိုပွဲဝတ်ဆောင်လေးနဲ့မြင်ရမိခင်တယောက်အနေနဲ့အရင်လည်းပြောတယ်အရင်လည်းခေါ်ကြပါတယ် ပထမဦးဆုံးဘွဲ့ရင်ဖြစ်တဲ့ဒေတာမျိုးကိုဒီနေ့မှတော့အတိုင်းမသိဝမ်းသာတယ် မိုင်းဆုံးတစ်ခုပြီးသွားတယ်လို့ခံစားရတယ်ကိုရီလည်းလုပ်ပေးလိုက်နိုင်တယ်ပေါ့ ကိုသမီးလေးကို graduation ဝတ်ဆောင်နဲ့တွေ့ရတဲ့အတွက်အရန်ကိုပီတိဖြစ်ပြီးပါတယ် ပီတိဖြစ်တာပေါ့နော်ကိုသမီးလေးကအဲ့လိုဒီ9လကနေစတက်တာအနေတဖြည်းဖြည်းနဲ့ဒီ genius jam အတန်းလေးတောင်ပြီးသွားပြီပေါ့နော်သူတို့တွေမှာအများကြီးလဲတိုးတက်လာပြီသူတို့အတွက်တွေလည်းဒီလိုမျိုးကြောင်းကောင်းနေရနေပတ်မိုးပေးရတဲ့ပြောပါတယ် ခါလေးနဲ့ဆိုတော့ပျော်တယ်ပေါ့နော်တက်တဲ့တင်တန်းကိုတိမပြုနေတာလေခလေးလေးနဲ့သူရဲ့ဆက်သွားမဲ့ခီးနေတာအားဖြစ်ဖြစ်မယ်ဒီမှာပြောလေးမှာ ဒီကြီးရွယ်လေးနဲ့ပထမဆုံးအဲ့လိုကောင်လေးနဲ့တွေ့ရတော့ဆိုတော့ဝမ်းသာတာပေါ့ပီတိဖြစ်တာအရင်ပီတိဖြစ်ပါတယ် ခေပြောမေမေကတော့ working parents ပေါ့နော်ဒါပေမဲ့ဒီ Sunday လေးမှာတော့ဒီ Ticket Genius program လေးကို join ဖြစ်တယ်ကစားလေးကစားရတယ်စာလေးလည်းသင်ရတယ်ပေါ့အိမ်မှာဆိုလဲ flash card လေးပြပေးဖြစ်ပါတယ် ။ဒါကကြတော့စာအုပ်ဖတ်ရတာအရင်ကြိုက်တယ်ဆိုတော့အိမ်ရောက်တဲ့အခါကျလို့ရှိရင်သူ့ကိုစာအုပ်လေးတွေဖတ်ပြရတယ်။ကစားနည်းလေးနဲ့ activity လေးလိုက်လုပ်ပြီးတယ် ပုံမြင်စာအုပ်လေးတွေဖတ်တာတော့ပြီးသွားလို့ရှိရင်တတ်တော့ပေါ့နော်အဲ့ဒီကစားစရာလေးတွေဝယ်ပြီးတော့အတူတူကစားဖြစ်တာတွေပါတော့ရှိပါတယ် ။ဒီတက်နေတဲ့ကာလမှာပေါ့နော်အိမ်မှာလည်းကလေးကိုနောက်မှတင်တဲ့ဟာလေးပြန်လုပ်ဖြစ်တယ်ပေါ့နော်။ဒီလိုကက်လေးတွေပြတာစာဒီလိုမျိုး motion တွေပါတယ်လို့သိအောင်မို့ပေါ့နော်။အဲ့ဒါအိမ်မှာတော့အကုန်လုံးပြန်ပြီးလုံးပြပါတယ်အကြောင်းမှတင်တဲ့အတိုင်းပဲ စာလေးဖတ်ပြဖြစ်တယ်ပုံမြင်လေးဖတ်ပြဖြစ်တယ်ပြီးတော့ရင်သင်တန်းမှာသူတို့ရဲ့ class မှာသင်တဲ့အတိုင်းအိမ်မှာပြန်ပြီးတော့သုံးပြန်ချဖြစ်ပါတယ်ကျောင်းမှာသင်တာလေးတွေကိုတော့အိမ်မှာအစစ်စရာတော့ရတော့ဖို့လုပ်တာပေါ့နော်စစ်စရာလုံးတက်လာတဲ့အားတွေလို့ပဲပြရအောင်လို့တက်တာအားရရဖို့ကျွန်တော်အတန်းထဲမှာ train ခဲ့တာလေးကိုမှတ်ထားပြီးတော့တက်နိုင်သလောက်အိမ်မှာအားရချိန်လေးမှာပြန်ပြီးတော့ကလေးကို support ပြန်လုပ်ပေးတာပေါ့ ။တောင်းမတန်းခင်နဲ့အခုတောင်းထားပြီးရဲ့ချိန်ဆိုလို့ပြန် brain ပြောင်းနေတာလေပေါ့နော်။အရာဝတ္ထုတစ်ခုလေးကိုခဏလေးမြင်လိုက်တာနဲ့အဲ့ဒါလေးမှတ်ပြီးတယ်သူမှတ်ဉာဏ်အရန်ကောင်းလာတယ် ဒီ program တက်တဲ့အချိန်မှာသတိထားမိတာသူတို့ညီကို2ယောက်ရှိရတယ်နော်အဲတခုခုဆိုလို့ရှိရင်လူကျင်ဒါပေမဲ့ဒီမှာ clean up ဆိုတော့တချင်းလေးနဲ့ပစ္စည်းလေးသိမ်းတာပြီး sharing လုပ်ရလေးသင်ပြီးတဲ့ခါကျတော့ငငယ်လေးကအဲ့လိုလူလာလေးနဲ့ရော့သွား ဥရရဆိုလို့ရှိရင်အရင်ပြန်လာမပြောရဲအကုန်လုံးသိနေပြီနားလေတယ်အဲ့လိုမျိုးလေးတော့ဖြစ်နေပြီပေါ့နော်တိုးတက်မှုတွေကတော့အများကြီးရှိပါတယ်